အားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေအားလုံးကိုကြိုဆိုပါရစေတခုခုကိုညင်းပယ်ခြင်းတဲ့အခါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ညင်းကြမယ်နော် Okay let's go နံပါတ်1ကပုမဟုတ်ဘူးတခုခုကိုမဟုတ်ဘူးမလုပ်ဘူးလို့ရေဘူးအားဖြင့်ညင်းတဲ့အခါအသုံးပြုပါတယ်နောက်တစ်ခုကဘူးရောက်မယူဘူးမလိုချင်ဘူးပစ္စည်းတစ်ခုခုလာပေးလို့မယူဘူးလို့ညင်းတာမျိုးဒါမှမဟုတ်ရင်တစ်ခုခုကိုမလုပ်ချင်ဘူးလို့ပြောတဲ့အခါသုံးပါတယ်နောက်တစ်ခုကပုရှင်မရဘူးအဆင်မပြေဘူးတစ်ခုခုကမဖြစ်နိုင်ဘူးအဆင်မပြေဘူးလို့ပြောတဲ့အခါမှာအသုံးပြုပါတယ်နောက်တစ်ခုကပုတ်ခေီခွင့်မပြုဘူးမလုပ်ရဘူးခွင့်မပြုဘူးလို့ပြောတဲ့အခါမျိုးမှာအဓိကအသုံးပြုပါတယ်နောက်ဆုံးတစ်ခုကပူစတော့မတည်ဘူးကိုမသိတဲ့အချက်လက်ဒါမှမဟုတ်ရင်လိပ်စာတစ်ခုခုကိုလာမေးတဲ့အခါသုံးပါတယ်ဗီဒီယိုလေးကိုသဘောကျရင် channel လေးကို subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်